မင်္ဂလာပါဒီနေ့တော့ back converter ကိုစမ်းပြမယ်နော်ဟိုနေ့က555 timer IC ကိုလောက်တော့လေမီဒီလေးနဲ့စမ်းပြဒီနေ့တော့မစမ်းတော့နော်ဒီကနေပြီးတော့pass တွေထွက်တာပေါ့နော်အဲ့မှာသူက DC အပေါင်းလိုင်းနော်အပေါင်းလိုင်းဒီမှာဒီ supply က555ကိုပေးထားတယ်ဒါ ground line နော် ground line အဲ့မှာဂျားတွေက switch ထည့်အရင်တော့ကျွန်တော်ကsupply ကိုလက်နဲ့ခတ်တာပေါ့အခု switch Z44 နဲ့လုပ်မယ်နော် Z44 ရဲ့ဒီဘက်ကဒါက source ဒါကဒါ gate ဒါ source နော်ဒါ drain နော်ဒီ source ကိုနှုတ်ပေးတယ်နော်နှုတ်ပေးတာဘယ်လိုလာလဲဆိုဒီလိုပတ်လန်းအရာဆိုရင်ဒါအနှုတ်ပေါ့နော်ကွန်ဒင်ဆာဖြတ်လာနော်အနှုတ်ပေါ့နော်အပေါင်းကိုတိုက်ရိုက်ပေးထားတယ် drain ကိုအပေါင်းပေးထားတယ်နော်သူ့ကို on လိုက်တဲ့အခါမှာသူကဘယ်လိုဖြစ်လဲဆိုတော့နော်လျှက်စီးရနော်ဒီလိုဖြတ်သွားတယ် inverter ကိုဖြတ်တယ်ဖြတ်ပြီးတော့charger ဒီ capacitor မှာ charge သွင်းလိုက်တယ်သွင်းလိုက်တော့ inverter ကိုလျှက်စီးတယ်ပေါ့ဗျာဒီလိုပတ်လန်းဖြစ်သွားတယ်နော်မြင်ပါတယ်နော်ဒီ inverter ကိုစီးဖို့ကဒီ capacitor ဘာမှစီးတယ်နော်အခုဒီမှာဟိုရှိနေဒါကိုကျွန်တော် short လုပ်လိုက်မယ်နော်0ဖြစ်သွားပြီနော်short လုပ်လို့ရတယ်ဒီဟာကြတော့ဒီ supply နဲ့တိုက်ရိုက်မဟုတ်ဘူးနော် back converter နော်ဒီကနေပြီးတော့ on off လုပ်မယ်လုပ်တဲ့အခါမှာဒီ inverter က charger သွင်းတဲ့အချိန်မှာ capacitor ကို charge လုပ်တဲ့အချိန်မှာစီးတယ်စီးပြီးတော့ဒီကောင် off ဖြစ်တဲ့အချိန်ကျတော့ဒီက back EMF ကဘယ်လိုလာလဲဆိုတော့ဒီ diode နဲ့လာတယ် diode ကဒီကဘာနော်ဒီလိုလေးစီးသွားတယ်နော်အဲ့ဒီသဘောတရားနော်အခုကျွန်တော်ဒီကောင်ကိုဟာလား gate ကိုမောင်းမယ်နော် gate ကဘာမှမရှိရင်အလုံးမလုံးဘူးနော်ဒီဟာဆိုလုပ်ပြီနော်သူက၄ဖို့ပဲ back converter ကပေးတဲ့ supply အောက်ကိုနှိမ့်တယ်နော်အဲ့ဒီသဘောတရားရှိတယ်နော်ဒီ supply ကဘယ်လောက်ရှိလဲဆိုတာကိုမယုံပါဆိုလို့တိုက်ပြအောင်မယ် supply ကတော့ဒီ lithium 2 အိုးပေါ့နော်၄ဖို့အထက်မှာတော့ရှိတယ်ဒီကောင်ဒီမှာညင်နေတယ်ဘာလို့လဲချိန်နှုံးပေါ့ဗျာသူဒီမှာကျွန်တော်စမ်းတတ်ထားတဲ့ဆင်ထားတဲ့9-3 လုံးချိန်နှုံးအတိုင်း switch လုပ်နေအသေးပေါ့ဗျာလုပ်တော့ဒီကောင်ကနေထွက်လာတဲ့ဖို့နော်အဲ့ဒါကိုပဲဒီကွာလောက်တာနော်ဒီကထွက်လာတဲ့ဖို့ပဲ 4.3 မှာပဲညင်နေအခုဘာဖြစ်ဆက်လာလဲဆိုတော့ဒီ capacitor မှာမီးအောင်နေတယ်နော်အဲ့ဒါကို short လုပ်လိုက်ရင်0ဖြစ်သွားတယ်နော်0ဖြစ်သွားရင်ကျွန်တော်ဒီမှာဆက်ပြီးတော့လုပ်လိုက်ရင်လေဒီကောင်4.1ကပုံမှန်ဖြစ်နေတယ်ဆိုတာကဒီချိန်လုံးနဲ့ဒီ inverter နဲ့သူ့ရဲ့ကိုက်ညီတဲ့ပို့မှာဖြစ်နေတယ်ဒါတွေကတွက်ချက်လုပ်ရတဲ့သဘောရှိတယ်နော်အဲ့တော့ဒီချိန်လုံးကိုပြောင်းလိုက်ရင်ဒီမှာဘို့မြင့်လာနိုင်တယ်ချိန်လုံးရဲ့password ကိုချိန်လုံးအသေးထားပြီးတော့ on တဲ့အချိန်ပေါ့ဗျာ password ကိုပြောင်းရင်လည်းပို့ပြောင်းနိုင်တယ်နော်အဲ့လိုလုပ်တာဒါကတော့ချိန်လုံးကအသေးပေါ့ဗျာ frequency အသေးဒီမှာ on off လုပ်တယ်ဟာလားအခုက back converter ရဲ့သဘောအတိုင်းပဲသူကဘူအားကယော့သွားတယ်နော်ငကိုဟာကဘယ်လောက်ရှိလဲဆိုတာကျွန်တော်ဖြုတ်တိုင်းပြမယ်နော်ငကိုဟာကဒီမှာနော်8.5 ရှိတယ်ဒီမှာခုန4ဘိုးလောက်ရှိတယ်နော်အဲ့လိုပဲအသေးပဲဒီကောင် regulator ပေါ့ဗျာနော်ဒီသဘောဒီချိန်နှုံးပြောင်းရင်ဘူပြောင်းတယ်ဒီကလှုပ်ပြောင်းသွားရင်လည်းဟွာဖြစ်တယ်နော်အခုဒီကောင်ကြတော့ဟိုဘာဖြစ်လဲဆိုတော့short လုပ်လို့ရတယ်နော် circuit ပတ်လန်းသဘောရဒီမှာရှိတဲ့ charging ကိုပဲကျွန်တော် short လုပ်လိုက်တာနော် short လုပ်လိုက်တယ်ဒီမှာ drive ထားမယ်ဒီကောင်ကိုတောက်လျှောက်ချိတ်ထားလဲရတယ်နော်ဘာမှမဖြစ်ဘူးတောက်လျှောက်ချိတ်ထားလဲတိတ်မပူဘူးပေါ့ဗျာဘာလို့မပူလဲဆိုတော့သူ့ကိုအလုံးလုံးတဲ့ဟာကိုဒီဘက်က back ဆိုတဲ့သဘောရဒီ4.3နှုတ်နေရတယ်ရှစ်ဖို့တွေက 4.3 နှုတ်လိုက်ရင်ဒီလောက်မှပဲဒီdrain နဲ့ဆိုမှာဘိုးအားပေါ်တာနော်တိတ်ပြဿနာမရှိဒီလောက်ဆိုတော့ရှင်းနော် back converter အကြောင်းသိပါရင်နော်